Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့လျှက်စစ်မော်တော်ဆိုင်ကယ်ပြန်ကိုစရောင်းချပြီးဆိုတဲ့အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်လေမှုလိုင်စင်မလို့ပဲမောင်းနေနိုင်မဲ့တယောက်စီးလျှက်စစ်လေရင်ဖြစ်တဲ့ DLEO ဆိုလိုကိုအခုချိန်မှာကြိုတင်မှာယူနိုင်ပြီလို့လည်းသိရပါတယ်ဒီလေရင်ကို2025ခုနှစ်နှစ်ကုန်ပိုင်းမှာစတင်ထုတ်လုပ်ဖို့ရထားပြီးBAT 103 စီးမြင့်နဲ့အညီလိုင်စင်မရှိပဲမောင်းနေခွင့်ရမဲ့လေရင်အမျိုးအစားဖြစ်တယ်လို့လည်းပြောပါတယ်LEO Flycott ကုမ္ပဏီကိုတည်ထောင်ထားသူတွေကတော့လျှက်စစ်ဂျက်တွန်းကန်အားစနစ်တွေတီထွင်ဖန်တီးလေးရှိတဲ့ Pipita နဲ့ Master Designer ဟောင်း Carlos Salet တို့ပဲဖြစ်ပါတယ်။ဤပညာပိုင်းကို Pipita ကတာဝန်ယူထားပြီးဒီဇိုင်းပိုင်းကိုတော့ Carlos Salet ကတာဝန်ယူထားတာကြောင့်တာမန်ပြန်တန်းရေးရင်တွေလိုမဟုတ်ပဲခင်မီလှပတဲ့ပုံစံမျိုးထွက်ပေါ်လာတာဖြစ်ပါတယ်။ဒီဇိုင်းပိုင်းမှာတော့လျှက်စစ်ပန်က48လုံးကိုတက်ဆင်ထားပြီးဘေးကင်းလုံခြုံမှုရှိအောင်လည်းဖန်တီးထားပါတယ်။တခါအားသွင်း10မိနစ်ကနေ15မိနစ်အထိမောင်းနေနိုင်မှာဖြစ်ပြီးအမြန်ဆုံးတနာရီမိုင်60နှုန်းနဲ့အမြင့်ပေ15ပေအထိပြန်တန်းနိုင်မယ်လို့လည်းဆိုပါတယ်။စွမ်းရည်အတွက် Solar State Battery တွေကိုအသုံးပြုမယ်လို့လည်းကြေညာထားပေမဲ့လက်ရှိနည်းပညာအနေထားအရ2025ခုနှစ်နှစ်ကုန်ပိုင်းမှာအမီထုတ်လုပ်ဖို့ကတော့စိန်ခေါ်မှုတွေရှိနေနိုင်ပါတယ်။လက်ရှိမှာတော့အဲ့ဒီ LEO ဆိုလိုအတွက်စရန်ငွေအမေရိကန်ဒေါ်လာ$999နဲ့စရင်ကြိုသွင်းနိုင်ပါပြီ။ကုမ္ပဏီဘက်ကရှေ့ပြေးပုံစံကိုလူကိုယ်တိုင်စမ်းသပ်မောင်းနေတဲ့ဗီဒီယိုမှတ်တမ်းတချို့ကိုထုတ်ပြပြီးတည်ငြိမ်မှုရှိတာကိုလည်းတွေ့ရပါတယ်။ဒါပေမဲ့လက်တွေ့ထုတ်လုပ်မဲ့ပုံစံအစစ်ထွက်လာဖို့နဲ့ Solar State Battery နည်းပညာအဆင့်သစ်ဖြစ်ဖို့ကတော့အချိန်နဲ့ထပ်ဆောင်ရနိုင်ခြေရှိပါတယ်လို့လည်းသုံးသပ်ထားကြပါတယ်။ဟုတ်ကဲ့ပါရှင်အခုတစ်ခေါက်တင်ဆက်ပေးခဲ့တာကတော့လျှက်စစ်မော်တော်ဆိုင်ကယ်ပြန်ကိုစရောင်းချပြီးဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ Star Channel ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။